ဒီနေ့ကတော့တကြံကြုံလေးဖြစ်ပါတယ်အဲ့ဒါကြောင့်အင်ရှင်းရဖွင့်လာတဲ့တကြံချင်းတန်လေးကိုကျွန်တော်တို့ကြားနေရတော့ပါเนาะကျွန်တော်တို့အဖွဲ့တွေမနေ့ကရင်းလေးသွားတာတော့ပင်ပန်းနေကြတော့เนาะကျွန်တော်တို့မနိုးသေးဘူးပေါ့မနိုးသေးတော့ကျွန်တော်ရှောက်ကြည့်နေတော့ဝင်ကြအောင်မပြောဘူးပေါ့နော်ဒီလုပ်ငန်းလုပ်လို့တာလုပ်နေတာမပြောဘူးပေါ့နော်ဒီလုပ်ငန်းလုပ်လို့တာလုပ်ပါတော့တပို့ရရင်လဲခနန်းကြောက်ရောက်တာကျွန်တော်တို့ပဲဒါပထမဆုံးပေါ့နော်ခနန်းရရေစုံကတော်တော်လှပါတယ်အသိဖုန်းဟောပြပါပုံကြနေရပါလေဒါတစ်ချောက်ကံပေါ့နော်မိမိရဲ့တခင်မတောင်းတာမှရှိတာပါရှိမချိုင်စီဝေးချန်ဂျုံလေးကတော့ဒီလောက်ပါပဲခင်ဗျာပြန်ပါပြီကလောကို